ခေါ်တဲ့လူတိုင်းအတွက်အမှန်တရားဆိုတာလူမျိုးမရွေးဘာသာမရွေးဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်လူဆိုရင်လူသားတွေမှန်သမျှတူတူပဲယုံကြည်ချက်ချင်းတူတာမတူတာသာထားနော်ဒီမယုံကြည်တဲ့လူလဲထညက်ဆိုတာချိုးတယ်ဆိုတာဘသူစားစားချိုးမှာပဲလေငါထညက်ချိုးတယ်ဆိုတာငါမယုံဘူးစားကြည့်မယ်စားကြည့်တဲ့လူလဲချိုးမှာမယုံဘူးလို့ပြောတဲ့လူလဲချိုးမှာပဲယုံတယ်လို့ပြောတဲ့ပုဂ္ဂိုလ်လဲချိုးမှာပဲဘာကြောင့်လို့ဆိုရင်သူ့ရဲ့သဘာဝကအချိုးထက်ကိုထို့တူပဲကုသိုလ်ကောင်းမှုဟာလည်းပဲယုံသည်ဖြစ်စေမယုံသည်ဖြစ်စေဒီလမ်းကြောင်းဒီအလုပ်ကိုလုပ်ရင်ကောင်းကျိုးချမ်းသာရမှာပဲအကုသိုလ်ဆိုတဲ့အလုပ်ဟာဒုက္ခဝိပါကဆိုးကျိုးကိုပေးတာဖြစ်တော့ကြောင့်ဒီအလုပ်ကိုလုပ်ရင်ဗုဒ္ဓဘာသာဆိုပြီးကင်းလွတ်ခွင့်ရမှာမဟုတ်ဘူးတခြားဘာသာဆိုပို့ပြီးတော့ဒုက္ခရောက်တယ်ဆိုတာလည်းမရှိဘူးရှောင်တဲ့လူရမှာပဲမရှောင်တဲ့လူခံရမှာပဲမလို့တဲ့နာကိုလုပ်ရင်ဘယ်သူမျိုးမဆိုမလို့တဲ့နာရဲ့ဒဏ်ခတ်မှု reaction ဆိုတဲ့သဘောတရားအရမိကင်မဲ့ဆိုရင်ဘယ်သူကင်ပူမှာပဲအကာအကွယ်မလုပ်ဖ ೇನೆ ကင်နဲ့ပုဂ္ဂိုလ်ရဲ့လက်လောင်မှာပဲဒါမိရဲ့သဘာဝပဲအဲ့ဒါလိုပဲအကုသိုလ်လို့ဆိုတာငါတို့ကတော့မယုံလို့ငါ့ကိုအကုသိုလ်ကအကျိုးမပေးဘူးလို့မရှိဘူးအဲ့တော့ယုံနဲ့ယုံလို့အကုသိုလ်ကအကျိုးမပေးဘူးဆိုတာလည်းမရှိဘူးတဘာဝတရားဆိုတာတူညီသောလှုပ်ဆောင်ပေးမှုရှိတယ်ခွဲခြားတာမျိုးမရှိဘူးအမှန်တရားဆိုသည်မှာဒါကဘာလူမျိုးဒါကဘေးဘာသာဝင်ဒါကအမျိုးသားဒါကအမျိုးသမီးဒီလိုခွဲခြားတာမျိုးလုံးဝမရှိဘူးဘယ်သူပဲဖြစ်ဖြစ်အားလုံးဟာတူညီတဲ့အကျိုးကျေးဇူးကိုခံစားရမယ်တူညီတဲ့ဒုက္ခကိုလည်းခံစားရမှာဖြစ်တယ်အလုတ်တူညီရင်ဒုက္ခတူညီမယ်အလုတ်တူညီကောင်းတဲ့အလုတ်ချင်းတူညီရင်ကောင်းကျိုးချမ်းသာရကြမယ်ဆိုးကျိုးကိုဖြစ်စေတတ်တဲ့မကောင်းတဲ့အလုတ်ချင်းတူညီရင်လည်းမကောင်းကျိုးရကြမယ်အမှန်တရားဆိုတာကိုယ့်ရင်ထဲမှာဖြစ်ပေါ်လာတယ်ခဏခေတ်မှာဆိုလို့ရှိရင်အလုံးနားလဲတာနိုင်တာနဲ့ပြောမယ်ဆိုရင်ကိုလုံးတဲ့ပုံရိပ်တွေဟာကိုယ့်ရင်ထဲမှာရှိတယ်မှတ်တမ်းတင်ပြီးသားဖြစ်သွားတယ်ညင်းဆိုလို့မရဘူးကိုယ့်ရင်ထဲကဖြစ်တဲ့အတွေးကိုယ်ပါးစပ်ကထုတ်ပြောလိုက်တဲ့အပြောကိုလုံးလိုက်လို့လုံးလိုက်တဲ့လုပ်ငန်းဒါတွေဟာ CCTV ထဲမှာပုံရိပ်ပေါ်သွားတယ်လို့ကိုယ့်ရင်ထဲမှာလည်းပဲပုံရိပ်ပေါ်သွားပြီမကောင်းရင်မကောင်းတဲ့ပုံရိပ်တွေပေါ်နေတယ်ကောင်းရင်ကောင်းတဲ့ပုံရိပ်တွေပေါ်တယ်အဲ့ဒီပုံရိပ်တွေအားလျော်စွာကောင်းကျိုးဆိုးကျိုးဆိုတာညင်းဆိုလို့မရနိုင်ဘူးနော်ညင်းဆိုလို့မရဘူးအဲ့ဒါကံကြမ္မာရဲ့သဘောတရားကံဆိုတာကိုလှုပ်တာပဲသူများလာလှုပ်တာမဟုတ်ဘူးဆိုပါစို့ကိုလှုပ်လိုက်လို့တစ်ဖက်သားမှာဒုက္ခအကြီးကျယ်ရောက်ပြီးတော့စိတ်ဆင်းရဲမှုကိုယ်ဆင်းရဲမှုတွေခံစားရတယ်ဆိုရင်ခုခေတ်ဆိုရင်ဂျင်းထဲလိုက်လို့ဟိုမှာစပ်ပူစပ်လောင်ဖြစ်သွားပြီဆိုရင်အဲ့ဒီစပ်ပူစပ်လောင်ဒီကိုယ်စီရောက်လာမှာနော်ကိုယ်စီရောက်လာမှာသိကြတယ်ကိုလုံးလိုက်တဲ့အလုပ်တစ်ခုဒီကိုယ်စီပြန်လာ reaction ဆိုတဲ့သဘောတရားကိုယ်စီပြန်လာကိုကကောင်းကျိုးလိုလားပြီးတစ်ဖက်သားကိုကူညီလိုက်လို့စိတ်ချမ်းသာကိုယ်ချမ်းသာဖြစ်သွားတယ်ဆိုရင်အဲ့ဒီအကျိုးတရားသည်တနေ့ကိုယ်စီပြန်လာမှာကောင်းကျိုးချမ်းသာဆိုပြန်လာဒါကဘယ်သူကမှဖန်ဆင်းတာမဟုတ်ဘူးဘုရားသခင်ကဖန်ဆင်းတာလည်းမဟုတ်ဘူးတဘာဝတရားကသာလည်းဖြစ်တယ်